မင်္ဂလာပါပရိသတ်ကြီးဒီနေ့မှာတော့နားထောင်ရင်းနဲ့တန်အတော်ဖြစ်ရမယ်ဇလန်တစ်ပုဒ်ကိုပြောပြပေးချင်ပါတယ်။ဘာကြောင့်လဲဆိုတော့ပြည်ထိုင်နိုင်ငံသားတူရဲ့ Lamborghini ကခိုးယူခဲ့ရပြီးထိုင်းနိုင်ငံကိုရောက်သွားခဲ့တဲ့အကြောင်းပါ။ပြီးတော့10နှစ်အကြာဘလို့ပြန်လည်ရရှိခဲ့လဲဆိုတာပါပဲ။ဒီဖြစ်ရကတန်မိုးကြီးကားရီနိုင်ငံဖြတ်ကျော်လိမ့်လိမ့်မှုတွေနဲ့အရှင်ရုပ်ရှင်ဇလန်တစ်ပုဒ်လို့တော့မှတ်ယူရပါတယ်။2016ခုနှစ်တုန်းကပြည်ထိုင်နိုင်ငံ YouTuber တူဖြစ်တဲ့ Mark Magan ဆိုတဲ့သူဟာတန်မြစိမ်းအောင် Lamborghini Flamboyant Huracan Spider ကားတစ်စီးကိုပေါင်2သိန်းယူရို2,335,000လောက်နဲ့ဝယ်ယူခဲ့ပါတယ်။ဒီကားကိုဝယ်ယူခဲ့တဲ့သူဟာသူ့ဘဝမှာအဆိုးဝါးဆုံးဆုံးဖြတ်ချက်တစ်ခုဖြစ်ကြောင်းမက်ကပြောခဲ့ပူပါတယ်။ဘာလို့လဲဆိုတော့သူမျိုးလင့်ထားတာတွေနဲ့ပြောင်းပြန်ဖြစ်ခဲ့လို့ပါပဲ။အကဒီ Lamborghini ကားကိုအပျော်စီးသက်သက်အတွက်ဝယ်ခဲ့တာမဟုတ်ပါဘူး။သူကသူ့ရဲ့လက်တွဲပေါ်မိုးနဲ့အတူပြိုင်ကားအငှားလုပ်ငန်းတစ်ခုတည်ထောင်ထားပါတယ်။သူရဲ့အစီအစဉ်ကရိုးရှင်းပါတယ်။ကြက်ကိုပေါင်း800နဲ့ငှားရမ်းပြီးအမြတ်အစွန်းရဖို့ရည်ရွယ်ခဲ့တာပါ။ကနဦးလအနေငယ်အတွင်းမှာတော့မက်ရဲ့အစီအစဉ်ကအလုပ်ဖြစ်နေခဲ့ပါတယ်။သူရဲ့ရုံးဖုန်းဆိုတာမနာရလောက်အောင်အထိဆက်သွယ်ပြောဆိုနေရပြီးဒီ Lamborghini ကလည်းနေ့စဉ်မြေပါငှားရမ်းမှုတွေရှိခဲ့ပါတယ်။အားလုံးအဆင်ပြေနေလို့ထင်ခဲ့ရတဲ့အချိန်မှာပဲပြဿနာကစတင်ဝင်ရောက်ခဲ့ပါတော့တယ်။ဒီနေ့တော့ customer တူက Lamborghini ကားကိုတစ်လလောက်ငှားချင်နေလို့ဆက်သွယ်ပြောကြားခဲ့ပါတယ်။မက်ကလည်းလက်ခံလိုက်ပြီးတေချာစစ်ဆေးမှုတွေလုပ်ပြီးကားကိုပို့ဆောင်ခဲ့ပါတယ်။ပြဿနာကဒီချိန်ကနေစတင်ပြီးတော့အစပြုခဲ့တာပါပဲ။ကားကပြန်ပြီးရောက်မလာခဲ့ပါဘူး။ဒီလိုနဲ့မက်ရဲ့ Lamborghini ကခိုးယူခံရပြီး10နှစ်အကြာမှာတရားရေးကိစ္စတွေအားလုံးပြီးစီးပြီးထိုင်းအာဏာပိုင်တွေကမက်ရဲ့ Lamborghini ကားကိုပြည်တိုင်ကိုပြန်လည်တင်ပို့ပေးခဲ့ပါတယ်။အားသစ်စရာကောင်းတာကတော့သူ့ရဲ့ Lamborghini ကားဟာခိုးယူမခံရမီကထက်ပိုမိုကောင်းမွန်လာတာကိုတွေ့လိုက်ရခြင်းပါပဲ။ကားကိုပြန်ရလာတဲ့အခါမှာကိုယ်တဲ့အသစ်ဆက်ပိုင်းအသစ်တွေနဲ့တွေ့ခဲ့ရပါတယ်။ထိုင်းအာဏာပိုင်တွေကအဆိုပါကားကိုမမောင်းပဲဂိုးတော်တစ်ခုထဲမှာသိမ်းဆည်းထားခဲ့တာဖြစ်ကြောင်းပြောပြပေမဲ့လည်းကားရဲ့အော်တိုမီတာမှာတော့မိုင်ပေါင်း15,000လောက်စီးတာကြောင်းပြသနေပါတယ်။ဒါကတော့တကယ့်ကိုအံ့ဩစရာပါပဲနော်။ဒီကားကိုဘယ်သူတွေကဘယ်လိုအသုံးပြုခဲ့လဲဆိုတာစိတ်ဝင်စားစရာပါမက်ကအဆိုပါကားကိုအငှားအတွက်ပဲအသုံးပြုခဲ့တာဖြစ်ပြီးသူကိုယ်တိုင်ကတော့ရခင်ကတခါမှမမောင်းဘူးပါဘူးဒါပေမဲ့ကားပြန်လည်ရရှိတဲ့အချိန်မှာတော့ကားပေါ်တက်ပြီးပထမဆုံးအချိန်ဖြစ်မောင်းကြည့်မိခဲ့ပါတယ်သူ့ရဲ့ကားကြီးဟာနှစ်ရှည်လာများခိုးယူခဲ့ရပြီးတဲ့နောက်ပိုင်းပြန်ရောက်လာတဲ့အခါမှာပိုကောင်းလာတဲ့ဆိုတော့တကယ်ကိုကံကောင်းနေလို့ဆိုရမှာပဲဒီလိုဖြစ်ပျက်မျိုးကရုပ်ရှင်တွေထဲမှာပဲတွေ့ရတဲ့အဖြစ်ပျက်မျိုးမဟုတ်ဘူးလားပရိသတ်ကြီးလည်းဒီလိုထူးခြားတဲ့အဖြစ်အပျက်တွေသိရှိခဲ့တယ်ဆိုရင်လည်းကွန်မန့်မှာရေးပေးခဲ့ကြပါအောင်ရှင်ကြည့်ရှုပေးခဲ့ကြတဲ့ပရိသတ်တဦးတယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးပင်တင်ရှိပါရရှင်နောက်ထပ်ဒီလိုစိတ်ဝင်စားစရာကောင်းတဲ့ဗီဒီယိုကိုကြည့်ရှုဖို့ဒီ channel ကို like and subscribe လေးပြုလုပ်ပေးခဲ့ကြပါဦးနော်